နေတယောက်ကအိမ်မှာလည်းသူတယောက်ပဲနေပြီးတော့ဘယ်ကြောသွားသူတယောက်တည်းပဲသွားပါတယ်အဲ့ဒါကြောင့်တကယ်ချင်းတော့မှမရပါဘူးတရမဲ့ကြောက်ကြီးရအရင်လာတာဂျပန်ကြောက်လားဒီရကြောက်လားတော့မလဲတော့တော့ရမှာတော့ပဲပါလို့ခဏပြရစားလဲစူးစမ်းပြီးတော့ဒီကြောက်လုံးမှလည်းအချောဆုံးကောင်မလေးဖြစ်ပါလေဒီငါ့ကိုပဲဝိုင်းကြည့်နေကြတယ်ဘာလို့စားလဲစူးစမ်းနေဒီကြောက်လုံးမှဘူးမလည်းမရဘူးနားပဲအရင်ခဏပြရသူ့ခေါင်းမှာသူထိုင်လိုက်ပါဆရာလည်းမရောက်တယ်သူ့ကိုသူနဲ့တငယ်ချင်းတအားဖြစ်ချင်တဲ့သူလည်း2ယောက်ရှိပါတယ်အဲ့ဒါတော့မေနဲ့ချယ်ရီနဲ့မေနဲ့ပဲဖြစ်ပါတယ်သူတို့2ယောက်ကသူနဲ့တော်တော်တငယ်ချင်းဖြစ်ချင်နေတာပါခဏပြရတိပေါက်ရှင်လို့အပေါ်ကိုသွားပါတယ်ဒါပေမဲ့မိန်းကလေးဆို2ယောက်သွားတာအဲ့ဒါကြောင့်ခဏပြရအကျူနဲ့သွားမယ်စဉ်းစားနေပါတယ်ခဏပြအပေါ်သွားမလို့လားအပေါ်သွားရင်လိုက်ခဲ့ပြီမယ်လေအေးပြီးတော့ခဏပြရမလိုက်ချင်မဲတဲ့ခေါ်ချင်တယ်ဆရာနဲ့တိုင်ပြောမှကြောက်နေတာဖြစ်လို့တနေ့သွားလိုက်ရတယ်ဟဲ့နဘီဒီကတော့ချောတယ်နော်ဒီပါဒီမှာစောင့်နေနော်မတော်တော့မယ်အေးနဘီကတော့သွားနေပြီကမပဲရငယ်ချင်းဖြစ်နေတယ်တော်တော်လေးကိုများနေပါစနေပါကွယ်စနေပါဒါတော့လည်းငါ့ကိုပဲဝိုင်းကြည့်နေကြတယ်ဆရာလည်းလာပြီဟန်နဘီတို့ကြောက်လို့သွားပါပြီကြောက်လို့သွားတာဖြစ်တဲ့အတွက်ကြောင့်ဟန်နဘီလည်းသူ့အိမ်ကိုသူပြန်ပါတယ်ဟွာကြောက်ရတဲ့အိမ်ကိုလမ်းလျှောက်ပဲပြန်လို့ငါအိမ်လည်းရောက်ပြီဆိုတော့တောင်းလာလိုက်အိမ်နဲ့ဟန်နဘီကတယောက်တည်းအိမ်မှာနေလာပါဒါပေမဲ့အဖေခေါ်သူ့မှာကြောက်လည်းရှိပါတယ်ကြောက်ကတော့အမပဲဖြစ်ပါတယ်ကျောင်းရဲ့နာမည်ကတော့မီယာလို့ခေါ်ပါတယ်မကြောက်ပါဘူးအဲ့လိုထားလိုက်အောင်ဒီတော့ချိုးလိုက်အောင်အထက်တက်စီရချိုးလိုက်အောင်ဒီကကြောက်ပဲစိတ်လိုက်ပါဒီနေ့ရေမချိုးတော့ဘူးဒီပါလေတက်လိုက်အောင်ပြီးခံနေစီလေးမတော့ပြသွားမယ်လေစီရတော့လိုက်ပါဦးနေကြတော့နေရသွားပြီနော်နတ်ပြည်မှာဘာကားမှရှိပါဘူးဟုတ်ပါရဲ့စားတော့ဆိုင်ရာဒီနားလေးကြီးဟာလည်းအော်ခမရောက်ပြီနတ်ပြည်မှာတော့တကယ်ချင်းနေလည်းမရှိပါဘူးဘာလို့မရှိလဲဆိုတော့သူက
ဒီနေ့နေရာတကယ်ချင်းတော်လုံးချင်ကြပါတယ်ဒါပေမဲ့ဒီကဒူးနေမှလောက်ပါဘူးစက်ဆက်ရတော့ဟန်နဘီတရားစားနေပါတယ်တော့ကောင်းလိုက်တာဒီတော့ငါပြန်တော့မယ်မိရရဲ့မရောက်ပြီနော်မိတရားအိမ်မှာလမ်းလျှောက်ရင်းနဲ့ပဲပြီးတော့မိုးကချုပ်သွားပါအိုးမိုးချုပ်သွားပြီမိရရဲ့တော့အိတ်တော့မယ်နော်တော့အိမ်မယ်အိုးဘလို့လဲမသိလားဗီဒီယိုမအိမ်နိုင်သေးပါဘူးသူရဲ့ကွန်ပျူတာလေးတွေလည်းဒီချာလေးဒီတစ်ဆိုင်လုပ်ပါတယ်ဗီဒီယိုကွန်ပျူတာနဲ့ရင်းနဲ့ပဲကွန်ပျူတာပေါ်မှာပဲမောက်အိတ်လိုက်ပါတော့တယ်ကဲဒီလိုမျိုးဆာကူလာဇက်လန်ကြည့်ရှင်နေဆိုတော့ like subscribe လုပ်ပေးပါရနော်ဒါကြတော့အစအဆုံးပါပဲနော်နောက်တစ်ပိုက်ကြရင်လည်းစနိုးကြီးအများကြီးတင်ပေးပါမယ်စနိုးရဲ့ view ကတော့တိတ်မကြသေးဘူး like ကတော့တော်တော်ကြနေတယ် comment တွေလည်းတော်တော်ကြနေတယ်ပေါ့နော်အဲ့ဒါစနိုးရဲ့အကောင့်ကို subscribe လည်းကြနေပါတယ်အကုန်လုံးလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်